ဘာကြီးကဒီဆေးပင်ကိုဟိုးလွန်ခဲ့တဲ့နှစ်30တုန်းကဒီမြောင်းနဂါရွာဦးเจ้าမှာပေါ့ဘာကြီးဥပုပ်သွားဆောင်တာအဲ့ဒီအချိန်မှာဟိုမြောင်းနဂါအုပ်ဖို့ဝိုင်းအတော်ကြီးကလာပြီးတော့အကိုက်တက်ကိုင်းလေးလာလှူတာကွာဒီဆေးပင်အကိုင်းလေးလေတောင်လုံးကျော်နဲ့လိုင်းမော်မှာနာမည်ကြီးလို့ဝင်ကြည့်လိုက်တော့ဘာကြီးအိမ်မှာစိုက်ထားတဲ့လိုတရဆိုတဲ့ဆေးပင်ကိုပြောတာဟုတ်ကွာဘာကြီးကဒီဆေးပင်ကိုဟိုးလွန်ခဲ့တဲ့နှစ်30တုန်းကဒီမြောင်းနဂါရွာဦးเจ้าမှာပေါ့ဘာကြီးဥပုပ်သွားဆောင်တာအဲ့ဒီအချိန်မှာဟိုမြောင်းနဂါအုပ်ဖို့ဝိုင်းအတော်ကြီးကလာပြီးတော့အကိုက်တက်ကိုင်းလေးလာလှူတာကွာဒီဆေးပင်အကိုင်းလေးလေဒီဆေးပင်ကတဲ့သူဗုဒ္ဓဂါယာယူလာတာပါတဲ့ဒီဆေးပင်ကလိုတရလို့ခေါ်ပါတယ်တဲ့ညာရှိသလိုသုံးပါတဲ့သူဗုဒ္ဓဂါယာဖျားဘူးသွားတော့ကအိန္ဒိယနိုင်ငံကသူယူလာတာတဲ့ဆိုတော့ဘာကြီးကလည်းလိုတရဆိုတော့စိုက်ထားတာပေါ့လေဒါပေမဲ့ညာရှိသလိုသုံးဆိုတော့ဘာကြီးမှမသုံးတတ်တာအဲ့တော့ဘာကြီးကလည်းအိမ်ကြီးပြောင်းသွားရှူရဆိုတော့ဘာကြီးသွားတဲ့နေရာမှာလိုက်စိုက်ထားတာကွာအခုဒီမှာရေကြီးလို့သေသွားတာနည်းနည်းပဲကြံတော့တယ်နောက်တော့မှဒီဆေးကောင်းမှန်းသိတာလीဘာကြီးအိမ်ရှိမှာအိမ်ပက်နေတဲ့ကောင်မလေးတန်ဆူးသွားတော့ကောင်မလေးနေဆေးကန်းသွားနေမိခိုင်ကာကွယ်သေးတွေပဲထိုးဘောကောင်မလေးပတ်စံမရှိဘူးတဲ့ကျွန်မအဆေးရောကလေးပဲပေးပါတဲ့ကျွန်မထောင်းပြီးတော့ကတ်ထားခြင်းလို့ပါတဲ့ဆိုပြီးတော့သူထောင်းပြီးတော့ကတ်ထားလိုက်တာဟိနောက်နေ့ကျတော့ကလေးကအိမ်ပက်နေတယ်ဟဲ့နေပိုးတွေပါလေဝင်ဦးမယ်တန်ဆူးတဲ့တန်ရအောင်ဆိုတော့ကောင်းသွားပြီဘာကြီးတဲ့ဟုတ်လို့လားအဲ့ဒါနဲ့ဘာကြီးကဒီတန်ဆူးတာကောင်းတယ်ဆိုတော့ဘာကြီးကမှတ်ထားတာလीနောက်ကြတော့ဘာကြီးဟိုဘက်ပထမမပြောင်းဝင်အိမ်သားမှာတော့အမျိုးသမီးတယောက်ပါမအနာကြီးပေါက်ပြီးတော့ကင်ဆာလိုဘာလို့နဲ့ကိုမရတော့သေသွားတာကွာအဲ့ဒါနောက်ဒီဘက်ကိုပြောင်းလာတော့လေဒီမှာအမျိုးသမီးတယောက်အဲ့လိုအနာမျိုးပေါက်တဲ့ခါကျတော့သမီးအိမ်ကသမီးကတခါတည်းသွားပြီးတော့အဲ့အနာကြီးကိုညှစ်ပြီးဒီရွက်တွေထောင်းပြီးတော့ထည့်ပြီးတာဟိထည့်ပြီးတော့ဘာကြီးကလည်းဟဲ့မလုံနဲ့ပိုးတွေပါလေဝင်မယ်တိုင်းနဲ့ထည့်ပဲနောက်နေ့ကျတော့ကြက်သွားအဲ့နာအဲ့တော့မှဒီလိုအနာမျိုးလဲကြက်တာပဲပေါ့ဟိုမှာကတော့ဒီလိုမသိတော့သေသွားတာပေါ့ဟိုဘက်ကအမျိုးသမီးကဒီဘက်ကအမျိုးသမီးကတော့ရှင်သွားတယ်လीတခါဘာကြီးမိုးတွင်းကတော့ရေကြီးတော့အလှရှင်လည်းမရှိတော့ဘာကြီး18မရှိတော့တခါလဲ1နေလောင်ပြီးတော့ဘိုက်မှာအနာတွေဖြစ်တာအနာတွေဖြစ်တော့ဟိုဆေးကန်းသွားဖို့လဲရေတွေကအောက်ဆင်းမရဘူးကွာလေဘင်းလောက်ခါလောက်ရှိတယ်လीအဲ့ရွက်ကိုကလေးတွေကိုခူးခိုင်းပြီးတော့ဘာကြီးအိမ်မောနေကတ်ပေါ့ကွာရေပြရင်တော့ဆေးကန်းသွားမယ်ပေါ့ရေမကြခင်ပဲဘာကြီးအနာတွေအကုန်ကျက်သွားတယ်အဲ့တော့အနာမှန်သမျှကောင်းတယ်ဆိုတော့ဘာကြီးကျင်းနေသိတယ်ကွာနော်ဒါပဲ live ပေါ်မှာနာမည်ကြီးနေတာတော့ဟိုကင်ဆာပျောက်တယ်96ပါပျောက်တယ်ပေါ့ကွာသူတို့နာမည်ကြီးနေတာဟိုနှလုံးပျောက်တယ်သွေးတိုးပျောက်တယ်စီးကြိုပျောက်တယ်ပေါ့ဒါပေမဲ့ဘာကြီးလက်တွေ့ရတော့အနာမှန်သမျှတော့အကုန်ပျောက်ထားသိကြတယ်ဒါကြောင့်မလို့ဒီဆေးပင်လေးကအကိုင်းဆိုင်ရင်လည်းရှင်တယ်နော်ပြီးတော့ဆေးဘက်အရန်ဝင်တဲ့သားသမီးတို့အဲ့ဒါလေးမျှဝေတာပါကွယ်အားလုံးကျမ်းမှာချမ်းသာကြပါလူဝဆန္ဒပြေဝကြပါစေ